heavy ပြမယ် heavy လက်သီးကိုရှိုးလိုက်ဒီ cheap price စီနော် ghost sticker နဲ့လာတခုပဲဒီကောင်ကမိုတော့မပါတော့ဘူးပါလေးအထက်ကအဖြူအောင်မိုလေးတော့မပါတော့ no error နော်ကဲပုံရတိုင်းပဲလက်သီးမှာ hat ပဲဒီကောင်ကြီးရမယ်တသိန်းကြော်နေရမယ်နော်ဒီနားတွေဘယ်လောက်ရောင်းလဲတော့မသိဘူး box let တွေဘူးပါတွေကျွန်တော်မသိဘူးကျွန်တော်စီမှာတော့တသိန်း3000နဲ့ရမယ်မ show quality ကိုချက် show အမလက်သီးကကျွန်တော်လက်သီးထက်ကြီးမကျွန်တော်လက်သီးထက်ကိုကြီးတယ်သူ့လက်သီးကနဲတာရင်ဟုတ်သူဆွေကြီးရ3လက်သီးလေးမှုန့်နေတယ်မြန်မာငွေတသိန်း3000ကျပ်နဲ့ရမယ်ဒီချီပန်စီမဲနည်းနည်းစေးသက်တာလေးဆိုတော့ဒီကောင်ရမယ်ဒီလူဖေးကြတော့ဒီကောင်ကဘူးကမှမိုးတွေပါလေကုန်ပါလေဒီကောင်ကကြ9000ပြည့်နေရဒီထဲအတိုင်းပဲနော်ဒီပုံထဲအတိုင်းပဲဖောက်ပြမယ်ရဟိုရပါတင်ကြီးပေါ့ဟုတ်တယ်ပါကင်ဖောက်ပြလိုက်ပါမယ်မဟုတ်တယ်ငါဈေးလျှော့ထားတာပဲဆိုတော့ပြည့်တာMIB ကတိတ်မခွာရသေးဟိုပြရအောင်ဖောက်ပြီးသားကြီးထင်ဒီကောင်9000တင်ရမှာနော်ဒီနောက်ကောင်9000တင်ရမယ်ဘယ်လိုလဲမသိဘူးပဲရှော့ခေါင်းကမညီဘူးဟေးပုံကျိုးပဲကုန်တော့ပါရပြီဒီလက်သီးက33000ဒီကောင်က9000နော်နှစ်ခုရပါမယ်နှစ်ခုလုံးဘူးပါပါမယ်နော်ဒါလေးကဒါလေးက9000ပါဟိုက3000ပါစင်ပြင်းဝယ်ပါပြန်အောင်မဲ့လူတွေလည်းတန်နေထင်ပါတယ်နော်ဒါတွေဘယ်တော့ပေါက်နေလဲသိမှာပါခုပစ္စည်းအဝင်တွေကိုခတ်တယ်ဘယ်သူမှတိတ်မဝင်ပစ္စည်းကဝင်တဲ့လူကလက်ချိုးယူလို့ရတယ်နော်ကြည့်ကြည့်ပါရှိရင်လာဝယ်ပါမကြိုက်လေပြဿနာမရှိပါဘူးကျေးဇူးများတင်ပါတယ်